တော့ TikTok account အဖိဖြတ်တဲ့နီလန်းလေးကိုလာပြီးတော့ရင်ပြန်လဲပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အမတယောက်ကမရလို့ပေါ့နော်။လင်းဘက်ကလည်းအဲ့ဒီဗီဒီယိုကိုဖန်တီးတဲ့အခါမှာ line မကောင်းတဲ့အတွက်ကြောင့်မလို့line မကောင်းတဲ့အတွက်ကြောင့်မလို့အဲ့ဒီဗီဒီယိုမှာနည်းနည်းပါးပါးပေါ့နော်။ရွှေရည်ချက်လေးတွေရှိပါတယ်။ဒါကြောင့်မလို့ဒီနေ့ဒီဗီဒီယိုလေးမှာ TikTok account အဖိဖြတ်တဲ့နီလန်းလေးကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ကိုယ်အနေနဲ့သိချင်တယ်ဆိုရင်တော့အဆုံးထိလိုက်ကြည့်ပေးပါ။ဒါပေမဲ့ရွှေချက်တစ်ခုကဘာဖြစ်မလဲဆိုလို့ရှိရင် TikTok account ကိုအပြီးဖြတ်တော့မယ်ဆိုရင်မဖြတ်ခင်မှာအရင်ဆုံးစဉ်းစားပါဘာအတွက်ကြောင့်ဖြတ်မှာလဲဘယ်လိုအကြောင်းမျိုးကြောင့်ဖြတ်မှာလဲဆိုတော့ကိုပြန်သုံးသပ်ပါဒါကတော့နံပါတ်1တစ်ချက်ဖြစ်ပါတယ်နောက်ထပ်နံပါတ်2တစ်ချက်ကကြတော့ကို TikTok account ကိုဖြတ်ပြီးဆိုတာနဲ့ရက်ပေါင်း30စောင့်ပေးရမှာဖြစ်ပါတယ်ရက်ပေါင်း30ပြည့်မှသာလျှင်ကိုယ့်ရဲ့ account ကအပြီးပြတ်သွားမှာဖြစ်ပါတယ်တကယ်လို့ကိုကနေပြီးတော့ရက်30မပြည့်ဘဲနဲ့ပြန်ဝင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ account ကပြန်ပြီးတော့ရရှိနေမှာဖြစ်ပါတယ်ဒါကတော့ရှင်းချက်ဖြစ်ပါတယ်ဒါကြောင့်လို့ဒီနေ့ဒီဗီဒီယိုမှာ TikTok account အဖိဖြတ်တဲ့နီလန်းလေးကိုလာပြီးတော့ပြန်လည်ပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့ကြောင့်မလို့တကယ်လို့ကိုအနေနဲ့ TikTok account ကိုမသုံးချင်လို့ဖြတ်တော့မယ်ဆိုရင်တော့အဆုံးထိလိုက်ကြည့်ပေးဖို့ပြောချင်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်ရမှာလဲဆိုတာကိုသွားပြီးတော့ကြည့်ကြရအောင်အကောင့်ကိုအဖိဖြတ်ရှင်တဲ့သူတွေအတွက်ဒီနေ့ဒီဗီဒီယိုလေးမှာလာပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်တကယ်လို့ကိုကလည်းကိုယ့်ရဲ့အကောင့်မလိုအပ်တော့တဲ့အခါမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အကောင့်ကိုကိုကနေပြီးတော့တခြားတရားဝင်သုံးနေလို့ကိုကဖြတ်ရှင်တဲ့အခါမှာပဲဖြစ်ဖြစ်ဒီနီလန်းလေးကိုလိုက်လုပ်ကြည့်ပြီးတော့ကိုယ့်ရဲ့အကောင့်ကိုအဖိဖြတ်လို့ရမယ်နီလန်းလေးကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့ကြောင့်မလို့အရင်ဆုံး TikTok တွေကိုသွားပေးပါ TikTok တွေကိုရောက်ပြီဆိုတာနဲ့ profile နဲ့ကိုသွားပေးရမှာဖြစ်ပါတယ် profile နဲ့ကိုရောက်ပြီဆိုတာနဲ့ဒီအပေါ်ဆုံးမှာရှိတဲ့ဒီမြင်းချောင်းသုံးချောင်းလေးကိုနှိပ်ပေးပါမြေချောင်းသုံးချောင်းလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာ stain and privacy ကိုသွားပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုကပြီးတော့အကောင့်ကိုဖြတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကောင့်ထဲကိုသွားပေးပါတကယ်လို့အဲ့ဒီအကောင့်ထဲကိုမသွားချင်ဘူးဆိုလို့ရှိရင်လည်းအရင်ဆုံးပေါ့နော်ကိုကဒီခုသုံးနေတဲ့အကောင့်ကိုမဖြတ်ချင်ဘူးတခြားအကောင့်ကိုဖြတ်မှာဖြစ်တယ်ဆိုလို့ရှိရင်လည်းဒီမှာပေါ့နော်ဒီမှာ log out ဆိုတဲ့အကောင့်ထဲကိုသွားပြီးတော့ရင်ကိုဖြတ်ရှင်တဲ့အကောင့်ကိုဖြတ်ပေးပါဒါကတော့လင်းရကြတော့ဒီမှာဥပမာဒီအကောင့်ပြပေးမှာဖြစ်ပါတယ်ဒီအကောက်ကိုသွားပေးမယ်ပေါ့နော်ဒီအကောက်ထဲကိုသွားပေးပါသွားပြီးပြီဆိုလို့ရှိရင်တော့ဒီမှာ depass or delete account ဆိုတဲ့စလုံးလေးကိုနှိပ်ပေးပါမှာဖြစ်တဲ့အတွက်ကြောင့်မလို့ delete account permanently ဆိုတဲ့စကားလုံးလေးကိုနှိပ်ပေးပါဒီမှာပေါ့နော်တကယ်လို့ကိုကဒီစီးကန်းချက်တွေကိုလိုက်နာပြီးတော့မှဖြတ်ရှင်နေဆိုလို့ရှိရင်လည်းဒီစီးကန်းချက်တွေကိုကြိုက်တဲ့စကားလုံးကိုနှိပ်ပါဒါကတော့စီးကန်းချက်တွေဖြစ်ပါတယ်तू ကမေးထားတယ် तू ပြောထားတဲ့ဒိဗယ်ကကြတော့ तू ရဲ့ဒီအကောက်ကို तू ကတကယ်လို့ဖြတ်မယ်ဆိုရင်ရက်ပေါင်း30အတွင်းမှာပြန်ယူလို့ရတယ်တကယ်လို့ရက်ပေါင်း30ကျော်သွားရင်တော့ပြန်ယူလို့မရတော့ဘူးဆိုတဲ့အကြောင်း तू ကမပြောပြပေးထားပါတော့တကယ်လို့ကိုကအဲ့စီကန်းချက်တွေကိုကြော်ပြီးတော့မှလှုပ်ရှင်နေဆိုလို့ရှိရင်လည်းဒီမှာဒီ skip ဆိုတဲ့စကားလုံးလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပါ skip ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီဆိုတာနဲ့ဒီမှာပေါ့နော်ဒီစကလုံးလေးတွေကိုနှိပ်ပေးရမှာဖြစ်ပါတယ်နှိပ်လိုက်ပါနှိပ်ပြီဆိုလို့ရှိရင်ဒီမှာ content new ကိုနှိပ်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ content new ကိုပဲထပ်ပြီးတော့နှိပ်လိုက်ပါလင်းရကြောင့်ဒီကောက်ကိုဥပမာပြပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ content new ကိုပဲထပ်နှိပ်ပါနှိပ်ပြီဆိုလို့ရှိရင် तू ကဘာပေါ်လာမလဲဆိုလို့ရှိရင်yes ဆိုပြီးတော့ပေါ်လာလိမ့်မယ်ဒီစလုံးလေးကိုနှိပ်လိုက်ထားနေပေါ့နော်အဲ့ yes ဆိုတာလေးပေါ်လာပြီဆိုတာနဲ့ကိုက yes ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ပေါ့နော်ကိုရဲ့အကောက်ကိုဖြတ်ပြီးပါပြီဖြတ်ပြီးပြီဆိုရင်တော့ပြန်ဝင်ပါနဲ့အောင်ဘာကြောင့်လဲဆိုတော့ तू ကရက်ပေါင်း30အတွင်းမှာပြန်ဝင်မယ်ဆိုလို့ရှိရင်အဲ့ဒီအကောက်ကပြန်သုံးလို့ရမှာဖြစ်ပါတယ်ရက်ပေါင်း30ကျော်မှသာလျှင်အဲ့ဒီအကောက်ကတရင်ဝင်ပြတ်သွားမှာပေါ့နော်ဒီနီလန်းလေးကအဆင်ပြေမယ်လို့ထင်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်လည်းနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်